ရွှေကုံတယ်ကြီးရေရွှေရောင်းဝယ်လုပ်တဲ့သူတွေဒီနေ့ညမှာအရေးကြီးသတင်းထွက်ဖို့ရှိပါတယ်အဲ့ဒါတော့မြန်မာစံတော်ချိန်ည8 နာရီခွဲမှာ job opening ဂျွန်လာအတွက်ထွက်မှာပါအဲ့တော့ဒီ job opening ဆိုတာက American မှာရှိနေတဲ့လုပ်ငန်းရှင်တွေကပေါ့နော်သူတို့အလုပ်သမားဘယ်လောက်လိုအပ်နေလဲဆိုတာကိုတိုင်းတာဖော်ပြတဲ့သတင်းမျိုးစားဖြစ်တယ်အဲ့တော့ပြောချင်တာဒီသတင်းကထွက်လာတဲ့အခါမှာအလုပ်ကိုင်အခွင့်အလမ်းတွေအများကြီးလိုနေတယ်အလုပ်ကိုင်တွေ opening အလုပ်ကိုင်တွေအများကြီးဖွင့်ပေးတာအဲ့ဆိုရင်ဒါစီးပွားရေးကောင်းမွန်ခြင်းကိုပြရတယ်ပေါ့ဗျာအလုပ်ကိုင်တွေကနော်ဖွင့်ထားမှုကနည်းတယ်ထွက်လာတဲ့ result ကအလုပ်ကိုင်ခေါ်ယူမှုကနည်းနေတယ်ဆိုတာစီးပွားရေးညံပြင်းနေဆိုတဲ့သဘောပေါ့နော်အဲ့တော့ဒီနေ့ည8 နာရီခွဲမှာထွက်လာမယ်အဲ့တော့ဒီ focus ပေါ့နော်ခံမှန်းထားတာ 7.440m ဆိုပြီးတော့မှခံမှန်းထားတယ်အဲ့တော့8 ခွဲမှာထွက်လာတဲ့ဒီ actual ပေါ့နော်ထွက်လာမယ်သတင်း result ကဒီ focus ထက်များသွားခဲ့မယ်ဒါမှမဟုတ်တူနေမယ်ဆိုရင်ဒေါ်လာတက်ပြီးတော့မှရွှေဈေးကမ္ဘာရွှေဈေးကနိုင်ငယ်ကျနိုင်တဲ့သတင်းချိန်ပါပေါ့နော်အဲ့တော့ထွက်လာတဲ့သတင်းကဒီ focus ထက်ပေါ့နော်ဒီ actual နည်းသွားတယ်ဆိုရင်သူကအလောက်ကိုင်ဖွင့်လန်းခေါ်တာနည်းသွားတာဖြစ်တဲ့အတွက်ဒေါ်လာတန်ဖိုးအားနည်းပြီးတော့မှရွှေဈေးကသတင်းချိန်မှာရေတိုခဏတက်နိုင်ခြေရှိတယ်သတင်းထွက်လာတဲ့ result ပေါ်မှာမူတည်ပြီးကမ္ဘာရွှေကအတက်အကျဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီသတင်းတွေကဒါ investing.com မှာလည်းတွားကြည့်လို့ရတယ်ပုံမှန်ထုတ်ပြန်နေတဲ့ economic calendar သတင်းတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီသတင်းတွေအကုန်လုံးကဈေးကွက်ပေါ်ကိုသတင်းမထွက်မီ15မိနစ်နဲ့သတင်းထွက်ပြီး15မိနစ်အတွင်းမှာအယောင်းဝယ်ဈေးကွက်အတက်အကျတက်ရောက်မှုရှိတယ်အဲ့တော့ဒီကမ္ဘာရွှေ trade နေတဲ့ trader တွေအနေနဲ့လည်းဘာတွေကိုလုပ်ရမလဲဆိုရင် focus နဲ့ actual နဲ့ကိုတည်တည်ချာချာလေးနှိုင်းယှဉ်ပြီးတော့ result ကိုကြည့်ပါပြီးပြီဆိုရင် news ထွက်လာတဲ့အချိန်မှာ15မိနစ်ထိ confirmation စောင့်ပါပြီးရင် stock တော့အမြဲတမ်းထားပါတော့ဘာတွေကိုမလုပ်ရဘူးလဲဆိုလို့ရှိရင်ကျွန်တော်တို့သတင်းထွက်လာတာနဲ့ချစ်ချင်းသတင်းကိန်းကနန်းထွက်လာတာနဲ့တန်းဝင်တာမျိုးမလုပ်ပါနဲ့ပြီးရင် slip back တွေဖြစ်တတ်တာကိုသတိထား spread တွေအရန်ဟနေတဲ့အချိန်မှာ aura ကိုအလောတကြီးဝင်တာမျိုးတွေမလုပ်နဲ့ပြီးရင် aura ကိုလွတ်သွားမှဆိုလို့ဆိုရယ် FOMO စိတ်ကြီးနဲ့မဝင်ပါနဲ့เนาะအဲ့တော့ကျွန်တော်တို့ trader တွေဒီည8 ခွဲမှာထွက်လာတဲ့သတင်း result ပေါ်မှာ market ရွှေဈေးเนาะရွှေဈေး stock ဈေးကွက် bond market crypto market currency market အားလုံးပေါ်မှာဒါတက်ရောက်မှုရှိပါမယ်အဲ့တော့ဒီသတင်းကကောင်းသွားရင်ဒေါ်လာအရှေ့ပါအတွဲတွေအကုန်လုံးတက်မယ်ဒေါ်လာနောက်ပါအတွဲတွေအကုန်လုံးကျမယ်ဒီသတင်းကစိုးသွားရင်ဒါဒေါ်လာရှေ့ပါအတွဲတွေကကျမယ်ဒေါ်လာနောက်ပါအတွဲတွေကတက်ဆိုတော့အားလုံးပဲအမြတ်ရကြပါစေဗျတက်တာပါ